That Story Channel ကို YouTube Channel ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ The Good Book 3 Sound ထဲမှာပါဝင်တဲ့ comic ဇာတ်လမ်းလေးဖြစ်တဲ့ Superman ဆိုတဲ့ comic ဇာတ်လမ်းလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီဇာတ်လမ်းကိုရေးသားထားသူကဆရာမိုးတောင်းနဲ့ဆရာတန်လွင်မြင့်ဖြစ်ပါတယ်ကာတွန်းကတော့ဒီဟာစခန်းတစ်ဖြစ်ပါတယ်ဒိုခွမ်ကွမ်သူကတော့ရခိုင်ပြည်နယ်ဖေုံကကျွန်းအစွန်းပိုင်းကလတင်ကမ်းခြေရွာနေခမီတိုင်းရင်းသားဦးမောင်သားနီဖြစ်ပါတယ်။ရွာသူရွာသားတွေဟာကိစ္စရှိလို့မြို့ကိုသွားကြည့်တစ်ဖက်ရွာဖြစ်တဲ့စိုးမဲကြီးကိုဆက်လီနဲ့သွားကြရတယ်။ဒါကလည်းရာသီဥတုကောင်းမှာပါမကောင်းရင်တော့သွားလို့မရ။ဟာလဲပါဟာလူကြီးလူငယ်နဲ့ရဟန်းတန်ဃာတွေခက်ခက်တောတိုးနေရတဲ့ဒီလမ်းကိုကောင်းကောင်းငါဖောက်ပဲ။ဒီလိုတောင်တောင်းလမ်းကိုဘယ်လိုလုပ်ရမလဲ။တက်ကြီးပိုင်းတွေတော့တက်ရခတ်တော့မယ်ငါတူရေဟောဒီတစ်တုံးတွေဘယ်လိုရောင်းကြလဲကွာအဘမှာငွေလေးနည်းနည်းရှိတယ်အိမ်ပြင်မလို့လားအဘရဲ့တခါတလေကျမ်းမာရေးမကောင်းလို့လာပေါင်းများစွာနားနေရတယ်မိုးမီနောက်တစ်ဖြက်လမ်းဖောက်ပါမယ်ဆိုမှဒီ6လောက်ကနားပြန်ပြီကွာနားအောင်ပါဗောအဘရဲ့နေပြန်ကောင်းတာနဲ့လမ်းပြန်ဖောက်တော့တာပဲဟောဒီကြောက်တုံးကိုဘာလို့ရင်ကောင်းမလဲရက်အနှင်းငယ်ကြာတော့ကြောက်ထိုင်ခုံလေးဖြစ်သွားပြီတောလမ်းမိမဲ့ထိုင်ခုံကလေးရှိတော့အဆင်ပြေတာပေါ့ဟုတ်ပါပန်းကြံလေးလိုပဲဆက်လီကပ်ဖို့လမ်းကလေးကြောက်သားတောက်ရီအိုးစင်တို့ဟာလဲဥမောင်သားနီးရဲ့လက်ရပါပဲဒီအကြောင်းတွေကိုရခိုင်ဒေသခံသတင်းဌာနတွေမှာပါလာတာကြောင့်ဥမောင်သားနီးရဲ့လမ်းကိုလူသိသွားကြတယ်တက်တော်တဲ့ဘာကြီးပဲအဘရဲ့လုပ်ငန်းတွေမှာလှူကျင်လိုက်တာအဘလိုစိတ်ထားမျိုးငါတို့အတူယူရမယ်ဟိုမှာမြင်တွေ့နေရတဲ့ကြောက်တောင်ကြီးကိုကြီးစမ်းကမြည်အဲ့ဒီတောင်တက်တောင်ဆင်းလန်းကိုဖောက်ပြီးတာနဲ့စိုးမဲကြီးရွာထိတက်သားနဲ့ခီးသွားနိုင်တော့မယ်နေပေါင်းများစွာကြိုးစားပြီးအဘဖောက်လုပ်ခဲ့တာလဲတို့ရွာဘက်ချမ်းကနေလန်ဒဝက်ထိရောက်ပြီးအဘရဲ့ရီမန်းချက်ပြည့်မြောက်အောင်ဆက်လုပ်ချင်သေးတယ်ကွယ်ငါမြေးကူမလားကွယ်ကူမာဘောအဘရဲ့အဘလန်းသွားပြင်ဒါလည်းအတူတူလိုက်မယ်ငါမြေးကအဘရဲ့လေယာကိုင်းကျုံအမွေတွေကိုစိုက်ခံရတယ်လို့ပဲအဘယူထားတဲ့တာဝန်ကိုလည်းဆက်ယူပြီနော်ဘလောက်ပဲကြာကြာတားကဆက်လုပ်မှာပဲအိမ်မက်တို့မြေသည်လက်တွေ့လှုပ်ဆောင်မှုနဲ့ပေါင်းဆက်လိုက်တော့မျောလင်းချက်ဖြစ်သွားပါတယ်